စမ်းပါဦးလူကလေးတွေတောင်ဒိုင်ပါဝစ်နေရပြီငါတို့မှာတော့ဟုတ်တယ်ဒီ level ကခက်တယ်ကွာ ဂျိုက်အနေထားမကောင်းဘူးစနေကျိုးကအိမ်ရှင်မရဲ့ခင်မွန်းတယ်ပေါ်ဖိထားတယ် ဟုတ်ကျမယောက်ျားကအိတ်ပဲနေတာဆရာရဲ့ဒီရက်ကြလုံးမရမယ် ညတန်းကောင်ကြရင်ခမွန်းတီကခေါင်းမှာပန်းပန်ပြီးငါကလေးလိုချင်တယ်လို့ဩကခုံရမယ် စိတ်ချပါဆရာကခိုင်းလိုက်ပါမယ်မိမရာ တော်ပါတော့ ငါခြေထောက်တွေညောင်းလာပြီ ဆီယာမထားတာမုတ်ဘက်ပြည့်အောင်ကားရမယ်ကစမ်းငါကလေးလိုချင်တယ်လို့အော်လေ ကိုကိုရေ ထပါဦးကျမဘိုက်နည်းနည်းပူလာသလိုပဲရတစွမ်းပြီထင်တယ်ညကဟိုကြွက်ဖို့ကြီးစကတ်နဲ့ကနေတာနင်တွေးလိုက်လား အိုးတခိုးကြီးမလာတော့ညောင်ပင်ဆောင်နဲ့မင်းကြီးတားစုလေးပေးသနာတော်မူပါမိမရေ ငါတငယ်ချင်းလင်မယားပါလားဒီညတော့ငါဘိုက်ကားမယ်ညဝေါဘသူတွေကငါအိတ်ချိန်လာနှောင့်ယှက်တာလဲ အမလေးနတ်မင်းကြီးကိုထင်ပြပြီးတော့ရှ िख ိုးပါကိုကိုရေ ကလေးလိုချင်ရင်ရောင်ကြားဖြစ်သူကခေါင်းနဲ့ဂျုံထိုးပြီး ကျွန်တော်မျိုးမိုက်မဲပါသည်လို့ကိုးခါအော်ရမယ် ဗျာငါစီကိုအကောင်းဆုံးအစားအစာတွေဆက်တရမယ်ဒါမှဆူတောင်းပြည့်မယ် ကျွန်တော်ဒိန်ခဲတုံးကြီး မနှက်မျောလိုက်တာဗျာ အိမ်ရောက်တဲ့အထိနောက်ပြန်ခုန်သွားကြ မကြည့်နဲ့နော်ကျေးဇူးကြီးမလာပါတယ်အရှင်နတ်မင်းကြီး